ဆုံးနေနဲ့အိမ်တော်မိသားစုများအားလုံးပေါ်မှာဘုရားရှင်ရဲ့ကြွယ်ဝသောကောင်းကြီးမင်္ဂလာငြိမ်သက်ခြင်းဝမ်းမြောက်ခြင်းများရောက်စီတိုင်းအိမ်တော်စုစုစီတိုင်းပေါ်မှာကြားရောက်ပါစေလို့ဆုတောင်းမေတ္တာပို့ပါတယ်အိမ်နဲ့အိမ်တော်နဲ့ပတ်သက်ပြီးတော့ဆိုရိုးစကားလေးတွေအမျိုးမျိုးရှိပါတယ်အိမ်သာရင်အဲ့လာတယ်တဲ့နောက်ပြီးတော့အိမ်ကိုလက်နဲ့တိဆောက်တဲ့အိမ်တောင်ကိုတော့နှလုံးသားနဲ့တိဆောက်ရတယ်တဲ့house is made by hand home is made by heart ချို့တူပဲအသင်းတော်အစအိမ်တောင်ကဆိုပြီးတော့ပြောတယ်ချို့တူပဲအေးချမ်းသာရသောအိမ်ကောင်းကင်ပုံရိပ်ပင်ဆိုပြီးတော့ဟီအမှုမုခုကဒူးဆိုတာလည်းရှိပါတယ်ချို့တူပဲဓမ္မကျမ်းစာထဲမှာလည်းပဲသာရဘုရားသည်အိမ်ကိုဆောက်တော်မူလျင်ဆောက်တော်သူတို့သည်အချီးနှီးလှုပ်ဆောင်ကြ၏တဲ့129ခုမြောက်သောဆာလံအပိုင်ငယ်1မှာဖြစ်တယ်လို့ဟေဘရဲအခန်းကြီး3ခန်းငယ်4မှာလည်းပဲအိမ်မီဒီကတစုံတစ်ယောက်သောသူဆောက်တော်ကြောင့်ဖြစ်၏အလုံးစုံတို့ကိုတိဆောက်တော်သူကဖျားသခင်ပေကြီးဆိုပြီးတော့လည်းဖော်ပြထားပါတယ်ကျတို့လူတိုင်းကတွေ့ဘူးမှဖြစ်ပါတယ်အိမ်အမျိုးမျိုးရှိတယ်အိမ်အကြီးကြီးရှိတယ်လို့အိမ်တသေးလေးတွေလည်းရှိတယ်ဝါးနဲ့ဆောက်တဲ့အိမ်ရှိတယ်လို့တစ်သားနဲ့ဆောက်တဲ့အိမ်ရှိတယ်တဲအိမ်ငယ်လေးတွေရှိတယ်လို့တိုက်အိမ်ကြီးတွေလည်းရှိတယ်ဘယ်လိုပဲဖြစ်နေပါစေဘယ်အိမ်မျိုးမှာပဲနေရပါစေအရေးကြီးဆုံးကတော့ပျော်ရွှင်တဲ့အိမ်တောင်မိသားစုဖြစ်ဖို့ရန်အရေးကြီးဆုံးပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီနေ့ကျမတို့အရောက်စီတိုင်းဟာခိုင်မြဲတဲ့အိမ်တောင်ပျော်ရွှင်တဲ့အိမ်တောင်ဘုရားသခင်ရဲ့ကောင်းချီးမင်္ဂလာခံစားရတဲ့အိမ်တောင်ကိုလိုချင်ကြပါတယ်ဒါကြောင့်မလို့ဒီလိုအိမ်တောင်တိဆောက်နိုင်ဖို့ရန်တွေ့ဘယ်လိုလုပ်ရမလဲကျွန်တော်အရောက်စီတိုင်းသိပါတယ်ပြန်လေပြီးတော့ဘယ်လိုခေါ်မလဲခုံအားပေးခြင်းပဲဖြစ်ပါတယ်ပထမအချက်အနေနဲ့သခင်ယေရှုခရစ်တော်ဖခင်ဆိုတဲ့ခိုင်မြဲတဲ့အုတ်မြစ်ပေါ်မှာကျမတို့ရဲ့အိမ်တောင်ကိုတိဆောက်ကြမယ်အဆောက်အဦတိုင်းမှာခိုင်မာတဲ့အုတ်မြစ် foundation လိုအပ်တယ်အဲ့ဒီခိုင်မာတဲ့ခိုင်မြဲတဲ့ foundation ပေါ်မှာတည်ဆောက်မှဒီအဆောက်အဦဟာခိုင်မြဲမှာဖြစ်ပါတယ်foundation အရေးကြီးတယ်အခြေခံအုတ်မြစ်မခိုင်မြဲဘူးဆိုလို့ရှိရင်သူ့အပေါ်မှာတည်ဆောက်တဲ့ဟာတွေကတော့ခဏလေးနဲ့ပြိုပြက်မှာပဲဖြစ်တယ်သခင်ယေရှုဖခင်သူပြောတဲ့ဥပမာတော်ပါရှမသက်ခရစ်ခန်းကြီးခုနှစ်အခန်းငယ်24ကနေ25မှာအကျဉ်သူသည်ငါပြောသောဤစကားကိုကြား၍နားထောင်၏ထိုသူသည်ကြောက်ပေါ်မှာအိမ်ဆောက်သောပညာရှိနှင့်တူချောင်းကိုငါပုံပြမည်မိုးရွာ၍ရေစီးသည်နှင့်လေလာ၍ထိုအိမ်ကိုတိုက်သည်ရှိသောကြောက်ပေါ်မှာတည်သောကြောင့်မပြိုမလဲနေ၏ကြောက်ကဲ့သို့ခိုင်မာတဲ့ယေရှုဖခင်ရဲ့အပေါ်မှာကျမတို့ရဲ့အိမ်တောင်ကိုတည်ဆောက်ရမှာဖြစ်ပါတယ်ယေရှုဖခင်ကျမတို့ရဲ့အိမ်တောင်ဥကောင်းခရစ်မေရှိခိုးထာဝရဘုရားကိုကြောက်ရွံ့ရမယ်ဘုရားသခင်ယေရှုဖခင်မှာကျမတို့အသင်းတော်အိမ်တောင်ကိုတည်ဆောက်တယ်ဆိုတဲ့အခါမှာထာဝရဘုရားကိုကြောက်ရွံ့ရမယ်ထာဝရဘုရားဝတ်မှာမွေ့လျော်ရမယ်ဆိုတာကဆုတောင်းခြင်းတမန်ကျမ်းစာဖတ်ခြင်းဝတ်ပြုခြင်းမှာမွေ့လျော်တဲ့သူဖြစ်ရမယ်ဖခင်အလိုတော်အတိုင်းအသက်ရှင်တဲ့သူဖြစ်ရမယ်ဖခင်သခင်နဲ့အတူအသက်ရှင်သွားလာတဲ့သူတွေဖြစ်ရမယ်ဒါတွေကယေရှုဖခင်ဆိုတဲ့ကြောက်ပေါ်မှာကျမတို့အိမ်တောင်ကိုတိဆောက်ခြင်းကျမတို့ရဲ့အသက်တာကိုတိဆောက်ခြင်းဖြစ်တယ်အိမ်တောင်ကိုတိဆောက်တဲ့အခါမှာတခါတလေ
နော်စုံစမ်းခြင်းတွေနော်ပြဿနာတွေအန္တရာယ်တွေအမျိုးမျိုးကြုံရမယ်နော်ရည်စည်းခြင်းတဲ့မိုးရွာခြင်းလေတိုက်ခြင်းနော်ဆိုတဲ့လောကရဲ့တိုက်ခိုက်ခြင်းတွေကိုဘလောက်ပဲခံရပါစေယေရှုဖခင်ပေါ်မှာကျမတို့အသက်တာကိုတည်ဆောက်တဲ့အတွက်ဖခင်ရှင်ကကျမတို့ရဲ့မိသားစုကိုသူဟာခိုင်ခိုင်မြဲမြဲကင်ဆွဲထားမယ်တည်တံ့ခိုင်မြဲစေမယ်ကျမတို့နာနဲ့ညအိမ်တော်ကိုပြုမယ်ဂျေဇုတော်ချီးမွမ်းခြင်းအမြဲတမ်းပြုမယ်အမြဲတမ်းဆုတောင်းဖို့ပြုမယ်ဆိုရင်တော့ကျမတို့တွေ့ကြုံရမယ်အခက်အခဲပြဿနာတွေဘလောက်ပဲကြီးမားနေပါစေနော်သခင်ယေရှုရဲ့ခွန်အားနဲ့ကျမတို့ကြော်လွှားနိုင်မှာဖြစ်ပါတယ်ဒီအခက်အခဲပြဿနာတွေဟာကျမတို့အတွက်နော်ကောင်းခြင်းမင်္ဂလာအဖြစ်ပြောင်းသွားမှာဖြစ်ပါတယ်128ခုမြောက်သောဆာလံအပိုင်ငယ်1မှ2ဖြစ်ပါတယ်ထာဝရဘုရားသည်ထာဝရဘုရားကိုကြောက်ရွံ့၍လမ်းခီးတော်သို့လိုက်သွားသမျှသောသူတို့သည်မင်္ဂလာရှိကြ၏ထိုသို့ပြုလျင်သင်သည်မိမိလက်နှင့်လှုပ်ဆောင်၍ရသောအစာကိုစားရလိမ့်မည်မင်္ဂလာရှိ၍ကောင်းစားရလိမ့်မည်ဒါကတော့ခင်ရှုဖျားဆိုတဲ့ဖျားခင်ရဲ့အပေါ်မှာကျမတို့ရဲ့အိမ်တော်အသက်တာကိုတည်ဆောက်ခြင်းအပြင်ကောင်းကြီးများစွာကိုခံစားရမှာဖြစ်ပါတယ်ဒုတိယအချက်အနေနဲ့နော်ချစ်ချင်းမေတ္တာကိုအုံမိုးလွှမ်းခြုံမယ်ချစ်ချင်းမေတ္တာကိုအုံမိုးလွှမ်းခြုံမယ်တိကောခန်းကြီး73ခန်းငယ်73ယခုတွင်ယုံကြည်ခြင်းမျှော်လင့်ခြင်းချစ်ခြင်းဤသုံးပါးတည်လျက်ရှိ၏ဤသုံးပါးတို့တွင်ချစ်ချင်းမေတ္တာသည်အမြတ်ဆုံးဖြစ်သည်ဆရာကြီးတစ်ပါးပြောတယ်ကဘာပေါ်မှာတဲ့ပန်းလှလှလေးတွေမပွင့်တော့ဘူးဆိုရင်တဲ့ကဘာကြီးဟာနော်မလှတော့ဘူးတဲ့ကဘာပေါ်မှာတဲ့ကလေးငယ်လေးတွေမရှိတော့ဘူးဆိုရင်ကဘာကြီးမှာငြိမ်းချမ်းခြင်းပျော်ရွှင်ခြင်းတွေချုပ်ငြိမ်းသွားမယ်တဲ့ကဘာကြီးမှာတဲ့မေတ္တာသာမရှိတော့ရင်တဲ့ဒီကဘာကြီးဟာပျက်စီးပျောက်ကွယ်သွားမှာဖြစ်တယ်လို့ပြောထားတယ်ဒီကနေ့ချစ်မြတ်တာဟာအရေးကြီးပါတယ်အိမ်တော်မှာချစ်မြတ်တာသာရှိရင်ပျော်ရွှင်တဲ့အိမ်တော်ဖြစ်မှာဖြစ်ပါတယ်ဘာကြောင့်လဲဆိုရင်ရှင်ပေါလုက1ကော73အခန်းငယ်4ကနေပြီးတော့ရှေ့မှာသူဘလို့ပြောပြထားတယ်လဲဆိုရင်မေတ္တာသည်စိတ်ရှည်တတ်၏ကျေးဇူးပြုတတ်၏မေတ္တာသည်ဂုဏ်ပြိုင်ခြင်းမရှိဝါကြွားခြင်းမရှိမာမနာမရှိမလျောက်ပစွာမကျင့်တတ်ကိုယ်အကျိုးကိုမရှာတတ်ဒေါသအမျက်မထွက်တတ်အပြစ်ရှိသည်ဟုမထင်တတ်မတရားသောအမှု၌ဝမ်းမြောက်ခြင်းမရှိတတ်တမန်တရား၌ဝမ်းမြောက်တတ်၏ခတ်သိမ်းသောအရာကိုဖုံးအုပ်တတ်၏ခတ်သိမ်းသောအရာကိုယုံတတ်၏ခတ်သိမ်းသောအရာကိုမျှော်လင့်တတ်၏ခတ်သိမ်းသောအရာကိုသီးခံတတ်၏မေတ္တာသည်ဖောက်ပြန်ခြင်းသဘောနှင့်အစဉ်ကင်းလွတ်၏ဒါကြောင့်မေတ္တာသာရှိခဲ့လို့ရှိရင်အရာအလုံးဟာအစဉ်ပြေမယ်ပြည့်စုံမယ်နော်ရန်လိုခြင်းဒေါသထွက်ခြင်းတွေမရှိဘူးသူများရဲ့အပြစ်ကိုလည်းမချီနှောင်ထားဘူးဘလောက်ပြောစရာကောင်းပါလေနော်ဒါကြောင့်ချစ်ချင်းမေတ္တာသာအိမ်တော်မှာလွှမ်းခြုံဖို့တကယ်ပဲလိုအပ်ပါတယ်ဖခင်မှာမိခင်မှာသားသမီးတွေမှာမေတ္တာသာရှိဖို့လိုအပ်ပါတယ်မေတ္တာရှိလို့ရှိရင်သူများကိုခွင့်လွှတ်နိုင်တယ်သူများကိုအကောင်းပဲမြင်မယ်နော်အဆိုးမမြင်ဘူးနော်ကျမတို့စားပါနော်အိမ်တော်မှာဖခင်ရဲ့မေတ္တာမိခင်ရဲ့မေတ္တာနော်ဇနီးမောင်ရနံရဲ့မေတ္တာသားသမီးတွေမောင်နှမတွေရဲ့မေတ္တာနဲ့ဖုံးလွှမ်းမယ်ဆိုရင်အရာအားလုံးအဆင်ပြေမှာဖြစ်တယ်။နောက်တော့မှကျမ်းစာထဲမှာကြည့်တဲ့အခါမှာနော်ဖခင်ရဲ့မေတ္တာကျူးသဖြင့်နော်ဒါဝိဒ်နော်ဖခင်တရားဖြစ်တယ်နော်သူ့ရဲ့သားတွေထဲကပေါ့နော်သားအဘရှာလုံဖခင်ကိုသူဟာပြန်ပြီးတော့ပုံကန်တယ်နော်ဖခင်ရဲ့ဘရင်အရာကိုသူလိုချင်တယ်နောက်ဆုံးဖခင်ကိုသတ်ဖို့အထိတောင်သူဟာနော်စူးစားတယ်နော်ဒါလို့ဆိုတဲ့သားကိုနော်ဒါဝိဒ်ကမမုန်းဘူးနော်
အချစ်မလျော့ဘူးနော်ကျူးသဖြင့်သူ့ရဲ့သားအတွက်စိုးရိမ်နေနော်အဘရှာလုံနဲ့အဖွဲ့ကိုသားပြီးတော့တိုက်ခိုက်ချေမှုန်းမှုရန်အတွက်နော်ယွာဘအဘိရှဲအိတ်ကျဲဆိုတဲ့နော်ဒါဝိရဲ့နော်စစ်ဘူတွေပေါ့နော်သူတို့သွားမဲ့အခါမှာဘယင်ဖခင်ဒါဝိကဘယ်လိုပြောလဲဆိုတော့ငါမျက်နာကိုထောက်၍ငါသားအဘိရှလုံကိုဖြင်းညင်းစွာပြူကြလို့နော်မဘွားဖို့တာခွာအဘရှာလို့ဆဆတကေလို့သူကပြောတယ်နော်စိုးရိမ်တဲ့သားတလောက်ဆိုးတဲ့သားသူ့ကိုတော့ပြန်တတ်မဲ့သားကိုတော့ तू ကချစ်လုံးလို့ तू စိုးရိမ်တယ်နော်နောက်ဆုံးနော်သူ့သားတည်သွားပြီဆိုတဲ့အကြောင်းကိုသိတဲ့အခါမှာငိုကြွေးတယ်နော်ပူဆွေးတယ်ငါသားအဘရှာလုံးသင်ကိုစားငါမသိပါလေတကားအိုးအဘရှာလုံးငါသားဆိုပြီးတော့ तू ငိုကြွေးတယ်မမုန်းဘူးနော်ဒါဖခင်ရဲ့ကြီးမားတဲ့မေတ္တာဒီတိုင်းပဲနော်မိခင်ရဲ့မေတ္တာကိုကျမတို့တွေကြည့်ကြရအောင်ကပ္ပဦးကျမ်း29ထဲမှာပါနော်ဒါကတော့နော်ဣဇရဲ့သားနော်ယာကုပ်တို့အေသောတို့အကြောင်းနော်သူရဲ့မိန်းမရူဘကာတို့အကြောင်းဖြစ်တယ်ဣဇကတော့သားအေသောကနော်အကြီးဆိုတော့နော်သူကချစ်တယ်နော်သားဦးရဲ့ကောင်းကြီးကိုပေးဖို့ရန်အတွက်နော်သူ့ရဲ့သားကိုနော်အဲ့ဒီသားကောင်ကိုသွားပြီးတော့ပြစ်ခတ်ခိုင်းတယ်သူ့အတွက်အကောင်းဆုံးဟင်းတစ်ခွက်ချက်ပြီးတော့သူစားပြီးတဲ့ခါမှာသားကြီးကိုသူဟာကောင်းကြီးပေးဖို့ဖြစ်တယ်အဲ့ဒါကိုသူ့ရဲ့မိန်းမရူဘကာကြားတဲ့အခါမှာသူ့ရဲ့သားငယ်နော်ယာကုပ်ဆူလာပြီးတော့ဒီကောင်းကြီးကိုသူ့သားငယ်ရဖို့ရန်အတွက်သူပြောတယ်သွားနော်အဲ့ဒီစိတ်အုပ်စမှာသွားကောင်းဆုံးစိတ်နော်ဖြူဥစားပေါ့နော်နှစ်ကောင်ယူလာခဲ့အမေချက်ပေးမယ်အကောင်းဆုံးအရသာအရှိဆုံးချက်ပေးမယ်နေဖြူသွားကျွေးပါယာကုပ်စိုးရိမ်တယ်သူ့ရဲ့အကိုကအမွှေးတွေထူတယ်အမွှေးကျန်းတယ်ယာကုပ်ကြတော့နော်ချောတယ်ပေါ့နော်ဆိုတော့မဖြစ်ဘူးနော်တော်ကြနေတဲ့နော်သူဘယ်လိုပြောလဲဆိုတော့ကျွန်ုပ်အဖသည်တဲ့ကျွန်ုပ်ကိုစမ်းသပ်ခေါင်းစမ်းသပ်လိမ့်မည်တဲ့သူဖြစ်ရင်ကျွန်ုပ်ကိုလှည့်စားသောသူဟု၍ထင်သည်ဖြင့်ကျွန်ုပ်ဒီမင်္ဂလာကိုမရပဲကြိမ်ချင်းအမင်္ဂလာကိုသာခံရလိမ့်မယ်နော်အဖေကကျွန်တော်ညတယ်ဆိုတာကိုသိလို့ရှိရင်နော်ကျွန်တော်ကိုကောင်းချင်းမင်္ဂလာမပေးဘဲနဲ့ကျွန်တော်ကိုကြိမ်ချင်းအမင်္ဂလာပေးကျွန်တော်ဘယ်လိုလုပ်မလဲနော်အဲ့ဒီခါမှာမိခင်ကသားကိုချစ်လို့ဘာပြောလဲနော်ငါသားသင်ခံရသောကြိမ်ချင်းအမင်္ဂလာသည်ငါ၌သင်ရောက်ပါစေခမနဲ့အတိတ်ဘယ်ကတော့နော်တကယ်လို့သာအဖေတိသွားလို့ကျိန်ဆဲမယ်ဆိုကြလို့ရှင်အဲ့ဒီကျိန်ချင်းအမင်္ဂလာအမေပဲခံမယ်အမေစီပဲကြပါစေနော်ကောင်းကြီးမင်္ဂလာကတော့သားရပါစေတဲ့ဒါကမိခင်ရဲ့ကြီးမားတဲ့မေတ္တာပဲဖြစ်ပါတယ်ဘယ်မိခင်မဆိုသားသမီးတို့ကောင်းဖို့ကောင်းတာပဲမြင့်ချင်တယ်သားသမီးတွေဒုက္ခရောက်မှနော်ပျက်စီးမှနော်ဥစ္စာပေါ့ဆင်းရဲမှာကိုမမြင်ချင်ကြဘူးဒီတိုင်းပဲလင်မယားရဲ့မေတ္တာနော်ဒါတော့ဟောရှိနဲ့ဂေါမာနော်ဘုရားသခင်ကသူ့ရဲ့မေတ္တာကိုဖော်ပြခြင်းဟောရှိဘုရားသခင်ကသူ့ဂေါမာကိုသွားယူခိုင်းတယ်နော်အချစ်မကောင်းတဲ့မိန်းမဟောရှိရလေယူရတယ်ချစ်တယ်နော်သားတွေတမိတွေတယောက်ပြီးတယောက်နော်ရရှိတယ်နောက်ဆုံးဂေါမာကနော်သူ့ရဲ့လမ်းဟောင်းကိုပြန်နော်သူ့ရဲ့ခင်မုန်းကိုချမ်းထားခဲ့တယ်သားတွေတမိတွေနဲ့ဒါပေမဲ့ဟောရှိကနော်အင်ဒါမကောင်းတဲ့ခင်မုန်းတဲ့တယောက်ဖြစ်တယ်သူ့ရဲ့ဇနီးပေါ့နော်သစ္စာဖောက်တဲ့သူ့ရဲ့ဇနီးကိုပြန်ပြီးတော့ရွေးဝေတယ်နော်ဟိုစားပါမလျော့တဲ့မေတ္တာနဲ့သူ့ရဲ့ဇနီးကိုချစ်တယ်ဒါလည်းပဲနော်ဒီမယားရဲ့ချစ်ချင်းမေတ္တာအင်ဒါမရေးကြည့်တယ်အင်တာမှာပဲလိုအပ်ပါတယ်ထို့တူပဲမောင်နှမချစ်ချင်းမြတ်တာကိုကြည့်တဲ့အခါမှာခုနကကျမတို့ပြောတဲ့အေသောနဲ့ယာကုပ်နော်ယာကုပ်ကလိန်ညာပြီးတော့ကောင်းကြီးမင်္ဂလာရသွားတဲ့အခါမှာအေသောကစိတ်ဆိုးတယ်သူ့ရဲ့ညီကိုတတ်ချင်တယ်ကြည့်ပါနော်ဒါပေမဲ့လေနောက်ဆုံးအေသောကမိသားစုတွေကိုခြံထားပြီးတော့သူ့ရဲ့ဦးလေးစီမှာသွားတယ်သူအိမ်တောင်နဲ့သူ့သားသမီးတွေသူ့မယားတွေနဲ့နော်နောက်ဆုံးအဲ့ဒီသူနေတဲ့တိုင်းပြူပြန်လာတဲ့အခါမှာသူ့ရဲ့အကိုအေသောကသူ့ကိုစိတ်မဆိုးဘူးသူ့ကိုရံမပြုတ်ဘူးနော်
သူ့ကိုဖဲ့ပြီးတော့နမ်းပြီးတော့မျက်ရည်ကျပြီးတော့ကြိုးဆူတယ်ဒါကတော့နော်ညီရဲ့နော်အပြစ်ကိုသူဟာပဲလေခွေလွတ်တယ်အဲ့ဒါကြောင့်မလို့ဖဲ့နိုင်တယ်နမ်းနိုင်တယ်ချစ်နိုင်တယ်ထို့တူပဲယောသနဲ့သူ့ရဲ့အကိုတွေလည်းပဲဒီတိုင်းပဲအကိုရယောသကိုမုန်းတယ်ယောသကိုမနာလိုဘူးဒါကြောင့်နောက်ဆုံးယောသကိုသူတို့တွေကနော်ကြုံဖြစ်ရောင်းစားတယ်ဒါပေမဲ့နောက်ဆုံးယောသဖယားသခင်ကသူ့ကိုကောင်းချီးပေးပြီးတော့နော်ဘယင်ခံတယောက်ဖြစ်လာတဲ့အခါမှာသူ့ရဲ့အကိုတွေအဖေကအစနော်မောင်နှမတွေကလာပြီးတော့သူ့စီမှာခစားရတဲ့အခါမှာယောသလက်တော့မပြန်ဘူးအဆိုးနဲ့သူဟာနော်ပြန်ပြီးတော့မချေပါဘူးသူတို့အကိုတို့ရဲ့နော်ဥစားပေါ့အပြစ်တွေကိုသူအားလုံးလွတ်တယ်နော်ပြီးတော့သူဟာအကောင်းပဲမြင်တယ်နော်အကောင်းပဲဒါဘုရားသခင်ရဲ့အစီအစဉ်ဘုရားသခင်ကနော်ကျွန်ုပ်ကိုသင်တို့ရဲ့အရှိမလာစေတယ်နော်ဒါကြောင့်လည်းပဲမောင်နှမတွေညီအကိုတွေအတူတူကပြပြရွှင်ရွှင်နေထိုင်ရတယ်ဆိုတာကိုတွေ့ရတယ်ဒါကြောင့်မလို့အထစ်ကတော့မေတ္တာပဲမေတ္တာရှိရင်ခွင့်လွှတ်နိုင်တယ်မေတ္တာရှိရင်အဆိုးကိုအကောင်းမြင်နိုင်တယ်အဲ့ဒါကြောင့်မလို့အိမ်တော်မှာရည်ကြည်တာမေတ္တာအထူးသဖြင့်ကျွန်တော်အိမ်တော်မိသားစုတွေလည်းပဲခရစ်တော်ရဲ့မေတ္တာကိုနော်ကျမတို့တွေနော်လူတိုင်းကိုပေးဝေနိုင်ဖို့ခရစ်တော်ရဲ့မေတ္တာကိုလူတိုင်းသိရှိနိုင်ဖို့ကျမတို့ရဲ့အိမ်တော်စုမိသားစုကျမတို့တရားစီတိုင်းကခရစ်တော်ရဲ့မေတ္တာကိုဖော်ပြဖို့လိုအပ်တယ်ခရစ်တော်ရဲ့မေတ္တာကိုမရရှိတဲ့သူတွေကိုပေးဝေဖို့လိုအပ်ပါတယ်တတိယအချက်ကတော့နော်သစ္စာနဲ့ပတ်ရခိုင်မြဲစေမယ်သစ္စာနဲ့ပတ်ရခိုင်မြဲစေမယ်အိမ်တော်မှာသိအရေးကြီးတဲ့နော်အရာတစ်ခုကလည်းပဲသစ္စာဆိုတဲ့အရာဖြစ်ပါတယ်သစ္စာမရှိရင်နော်လူတွေလည်းမကြိုက်ဘူးဖယားသခင်လည်းမကြိုက်ဘူးနော်သစ္စာမရှိရင်လူတွေကမယုံကြည်တော့ဘူးနော်မအားကိုးကြတော့ဘူးနော်သစ္စာမရှိဘယ်သူမှအတူတူမနေချင်ကြဘူးသစ္စာမရှိတဲ့သူနဲ့နော်အတူတူကအိမ်တော်မှာဘာလဲအလုတ်လည်းလုတ်ကင်နိုင်မှာမဟုတ်ဘူးနော်သစ္စာမရှိရင်အိမ်တော်မှာပျော်ရွှင်မှုဆိုတာလည်းပဲမရှိတယ်လို့နော်ခိုင်မြဲခြင်းဆိုတာလည်းပဲမရှိဘူးနောက်ဆုံးမှာအိမ်တော်တွေပြိုပြက်မယ်ကွဲပြဲမယ်နော်ပျော်ရွှင်ခြင်းတွေချုပ်ငြိမ်းမှာဖြစ်ပါတယ်ဒါကြောင့်မလို့သစ္စာလည်းပဲကျမတို့အိမ်တော်မှာပတ်ရစ်ဖို့နော်အိမ်တော်ကိုသစ္စာနဲ့ပတ်စည်းဖို့ရန်အတွက်အရေးကြီးပါတယ်ကျမတို့ကိုးကွယ်ယုံကြည်တဲ့ဖယားရှင်လည်းပဲသစ္စာတော်အရှင်ဖြစ်တယ်ဆိုတဲ့အကြောင်းတရားခုမြောက်သောဆာလံအပိုင်ငယ်ငါမှာဘလို့ပြောလဲအကြောင်းမူကားထာဝရဘုရားသည်ကောင်းမြတ်တော်မူ၏ဂရုဏာတော်သည်အစဉ်အမြဲရှိ၍သစ္စာတော်သည်ကာလအဆက်ဆက်တည်လေတည်းယေရှုဖျားသခင်ကသစ္စာရှိတဲ့ဖျားဖြစ်တယ်လို့ကျမတို့အရောက်စီတိုင်းကိုလည်းပဲသစ္စာရှိတဲ့ငယ်သားကောင်းဖြစ်စေလိုပါတယ်နော်သစ္စာရှိတယ်ဆိုတာကျမတို့ရှင်မသက်ခရစ်ဝင်ကျမ်းအခန်းကြီး25နော်အခန်းငယ်14ကနေပြီးတော့24ကိုအဲ့လိုကြည့်လို့ရှိရင်တွေ့ရမှာဖြစ်တယ်နော်သခင်တယောက်ကသူတခြားပြည်ကိုသွားတော့မယ်ဆိုတဲ့အခါမှာသူရဲ့ငယ်သားတွေကိုခေါ်ပြီးတော့နော်ဥစ္စာတွေကိုအပ်တယ်နော်မတူကြဘူးတယောက်ကိုတော့နော်အခွက်50တယောက်ကိုတော့အခွက်20တယောက်ကိုတော့အခွက်30အပ်တယ်နော်မျက်နှာလိုက်လို့မဟုတ်ဘူးနော်ဒါပေမဲ့လေသခင်ကသူ့ရဲ့နော်ဂျုံတွေရဲ့သူ့ရဲ့ငယ်သားတွေရဲ့ဥစားပေါ့စိတ်ဘောထားလောက်ရကန်ကြီးကိုသိတယ်သိတဲ့အခါမှာနော်သူတို့လုံနိုင်တယ်လို့ပေါ့နော်သူတို့မှာအစွမ်းအစရှိတယ်လို့နော်ပေးတယ်တဲ့နော်ပေးတဲ့အခါမှာအခွက်50အခွက်20ရတဲ့သူကတဲ့နော်သူတို့ကချက်ချင်းပဲသွားပြီးတော့ကုံသွဲချင်းကိုပြုတယ်နော်သူတို့ရရှိတဲ့အခွက်နော်50အခွက်20ကနေပြီးတော့အခွက်100အခွက်40နော်နှစ်ဆတိုးပြီးတော့ရရှိအောင်ကြိုးစားတယ်။ဘာကြောင့်လဲပထမအချက်ကတော့သူ့ရဲ့သခင်ကိုချစ်လို့ဒုတိယအချက်ကတော့သခင်အပေါ်မှာသစ္စာရှိလို့
တတိယအချက်ကတော့သခင်ရဲ့ပွားများခြင်းသူတို့တွေလူချင်းလို့ဖြစ်တယ်ဒါကြောင့်သူတို့ရဲ့တာဝန်ကိုအကောင်းဆုံးလုပ်တယ်သူတို့လုပ်သမျှဟာသူတို့သခင်အတွက်ပဲနော်သူတို့အတွက်မဟုတ်ဘူးဒါပေမဲ့လေတကယ်နောက်ဆုံးနော်သခင်ပြန်လာတဲ့အခါမှာသူတို့တွေကိုနော်အဲ့ဒီအခွဲ50အခွဲ20ရရှိပြီးတော့အမြတ်အစွန်းတွေရရှိဖို့တဲ့ကြိုးစားတဲ့သူတွေကိုသခင်ကဘယ်လိုပြောတယ်လဲနော်သာဓုသစ္စာရှိသောငယ်သားကောင်သင်သည်အမှုငယ်၌သစ္စာဆောင်လေပြီများစွာသောအမှုအခွင့်ကိုသင်၌ငါအပ်ပေးမည်သင်၏သခင်နဲ့အတူစီးစိမ်ကိုဝင်စားလောဆိုပြီးတော့ပြောတယ်ဆိုတော့သာဓုသစ္စာရှိတဲ့ငယ်သားကောင်းကတော့နော်သခင်ရဲ့ချီးမြှောက်ခြင်းကိုခံရတယ်သခင်နဲ့အတူနော်သူတို့အဲ့ဒီပျော်ရွှင်ဝမ်းမြောက်ခြင်းမှာဝင်စားနိုင်ရတယ်ဒါကြောင့်ကျမတို့တွေနော်သစ္စာရှိတဲ့ငယ်သားကောင်းတွေဖြစ်ဖို့လိုတယ်ချို့တူပဲနော်ရှင်ယောဟန်ခရစ်ဝင်ကျမ်းခန်းကြီးလေးခန်းငယ်24မှာလည်းပဲနော်ထာဝရဘုရားဟာနံဝိညာဉ်ဖြစ်တယ်နော်ထာဝရဘုရားကိုကိုးကွယ်တဲ့အခါမှာနံဝိညာဉ်နဲ့၎င်းသစ္စာနဲ့၎င်းကိုးကွယ်ရမယ်ဆိုပြီးတော့ပြောတယ်နံဝိညာဉ်နဲ့၎င်းသစ္စာနဲ့၎င်းကိုပြုကိုးကွယ်ရမယ်ဒါကဘုရားသခင်နော်လိုအပ်တဲ့အရာအဓိကနော်ဘုရားသခင်ကသစ္စာရှိတဲ့ဘုရားဖြစ်တဲ့အခါမှာကျမတို့လည်းပဲသစ္စာနဲ့နော်ဝတ်ပြုကိုးကွယ်ဖို့ရအတွက်လိုအပ်တယ်ဒီနေ့သစ္စာရှိတဲ့ငယ်သားကောင်းတွေထဲမှာပေါ့နော်ကျမတို့ဒါနီလရှာဒရက်မီရှက်ဗီဒနိုကိုဆိုတဲ့သူတို့ဖျားသခင်အပေါ်မှာသစ္စာရှိတဲ့ငယ်သားကောင်းတွေသူတို့တွေသူများတိုင်းတစ်ပါးမှာနော်ဖန်စီခေါ်ဆောင်ခြင်းခံရတယ်နော်လူမျိုးကြားတယ်မှာနော်ကိုယ်ကွယ်ခြင်းမှုချင်းမတူတဲ့သူတွေကြားတယ်မှာသူတို့ရဲ့ဖယားသခင်ကိုသူတို့တွေဟာသစ္စာရှိတယ်သူတို့ရဲ့ကိုယ်ကွယ်ယုံကြည်တဲ့ဖယားတစ်ပါးကိုပဲသူတို့တွေကိုယ်ကွယ်တယ်စုံစမ်းခြင်းခံရတယ်နော်ဒီရုပ်ထုကြီးကိုကိုယ်ကွယ်ရမယ်နော်ပြတ်ဝတ်ရမယ်မပြတ်ဝတ်ကိုယ်ကွယ်ဘူးဆိုရင်နော်အင်မတန်မှပူတဲ့မိဖို့တဲ့ပြစ်ချမယ်ရှာဒရက်မေရှက်ပြီးတဲ့ကောဂယုမဆိုင်ဘူးနော်ဘယင်နဘုခနေစာမင်းကပြောတယ်မင်းတို့မကိုးကွယ်ဘူးဆိုရင်မင်းတို့ကိုမိဖို့တဲ့ချမယ်နော်ငါလက်ထဲက၎င်းဒီပူတဲ့မိဖို့ထဲကဘယ်သူမှနော်သင်တို့ကိုမကယ်နိုင်ဘူးဒါပေမဲ့လည်းရှာဒရက်မေရှက်ပြီးတဲ့ကောဖယားသခင်၌သစ္စာရှိတယ်ကျွန်တော်တို့ယုံကြည်ကိုးကွယ်တဲ့ဖယားဟာကျွန်တော်တို့ကိုကယ်တင်မှာဖြစ်တယ်တကယ်လို့သာဖယားသခင်ကမကယ်တင်လည်းပဲဒီရုပ်ထုကြီးကိုမကိုးကွယ်ဘူးကျွန်တော်တို့ရဲ့ဖယားနဲ့ပဲသစ္စာရှိမယ်ဖယားသခင်တပါးတွေကိုပဲကိုးကွယ်မယ်ခိုင်မြဲတဲ့ယုံကြည်ခြင်းနော်သစ္စာရှိတဲ့ငယ်သားကောင်းတွေဖြစ်တယ်ဒါနီလာလည်းထိုနည်း၎င်းပဲနော်တခြားဘယ်သူစီမှမတောင်းရဘူးနော်ဘယင်တပါးတဲ့ထံမှာပဲတောင်းလျှောက်ရမယ်ဒါနီလာလုံးဝဂရုမစိုက်ဘူးချင်းသိယူလည်းမကြောက်ဘူးနော်ဖယားသခင်ကိုပဲကြောက်ရွံ့တယ်ဖယားတပါးတဲ့ကိုပဲသူအဝတ်ပြုတယ်ချီးမွမ်းတယ်ကိုးကွယ်တယ်ဆွတ်တောင်းတယ်ဒါကြောင့်သူယုံကြည်တဲ့ကိုးကွယ်တဲ့ဖယားသူ့ကိုချင်းသိကတွင်းကနေပြီးတော့ကဲတင်ခဲ့တယ်ဆိုတာကိုတွေ့ရတယ်ဒီနေ့ကျမတို့ရောက်စီတိုင်းဖယားသခင်အပေါ်မှာသစ္စာရှိမယ်ကျမတို့နဲ့ဆက်သွယ်တဲ့သူတွေပေါ်မှာသစ္စာရှိမယ်ကျမတို့ရဲ့အသင်းတော်ပေါ်မှာသစ္စာရှိမယ်ကျမတို့ရဲ့မိသားစုပေါ်မှာသစ္စာရှိကြမယ်နောက်ဆုံးအနေနဲ့ဘာပြောချင်တယ်လဲဆိုတော့Harold S. Martin သူရေးထားတဲ့စာနော်ဘယ်လိုပြောလဲဆိုတော့ The nearest thing to heaven on earth is the Christian family and home where husband and wife parents and children live together in love and peace devoted to God and each other လောကမှာကောင်းကင်နိုင်ငံတော်နဲ့အနီးဆုံးကတဲ့ခရိယန်မိသားစုနဲ့ခရိယန်အိမ်တော်ပဲဖြစ်တယ်တဲ့ဇနီးနဲ့ခင်ပွန်းနော်မိဘနဲ့သားသမီးတွေနော်အတူတူကွာပေါ့နော်နေထိုင်ပြီးတော့ဖခင်ရှင်ကိုချီးမွမ်းဝတ်ပြုကိုးကွယ်မယ်နော်ချစ်ချင်းမေတ္တာတယောက်ပေါ်တယောက်ချမယ်နော်ညီတဲ့ချင်းဝါမြောက်ချင်းနဲ့အတူနော်အိမ်တော်မိသားစုမှာတူတူကွာရှိချင်းဟာဒါကောင်းကင်နိုင်ငံတော်ပဲဖြစ်တယ်ဆိုတဲ့အကြောင်းကို
ပြောပါတယ်ဒီကနေ့ကျမတို့အရောက်စီတိုင်းကျမတို့ရဲ့အိမ်တောင်ကိုနော်ခရိယန်အိမ်တောင်လို့ခေါ်တဲ့အတိုင်းဘုရားရှင်ရဲ့ဘုန်းတော်သခင်ရှုဖရားရဲ့နော်လှပခြင်းတွေကိုထင်ရှားဖော်ပြနိုင်တဲ့အိမ်တော်မိသားစုများဖြစ်ပါစေသခင်ရှုဖရားရဲ့အလင်းလေးနိုင်တဲ့အိမ်တော်မိသားစုဖြစ်ပါစေသခင်ရှုဖရားအတွက်သက်သေခံကောင်းများဖြစ်စေတဲ့မိသားစုများဖြစ်ပါစေ။ရရှင်ရဲ့ကြွယ်ဝတဲ့ကောင်းကြီးမလားအားလုံးလူအိမ်တော်မိသားစုများအားလုံးပေါ်ချမ်းသာပါစေလို့နောက်ဆုံးဆုတောင်းဆန္ဒပြုပါတယ်။ကျေးဇူးတင်ပါတယ်။